အတွက်မမမူတစ်ခါတည်းပြောပေးမယ်သပင်းကျွတ်တဲ့လူတွေအတွက်ဆိုရင်မမမူတို့ဒီမှာသပင်းအတွက်ကတော့ hair series ကတော့၄မျိုးရှိပါတယ်ဒီမှာဒါလေးကတော့ဒီကနေစပြောလိုက်မယ်ပေါင်းစီပေါ့နော်မမမူတို့လိုအခုသပင်းတွေအစ်စ်ထွက်တာပေါ့နော်ဒီလိုမျိုးအစ်စ်တွေထွက်ချင်တဲ့သပင်းအတိုးတွေအစ်စ်တွေထွက်ချင်တဲ့ဒီလိုမျိုးတွေ baby hairs တွေအများကြီးထွက်ချင်တဲ့ကြည့် baby hairs တွေဒီမှာမမမူဆိုနှစ်ဖူးတောင်မပေါ်တော့ဘူးနော်ဒီလိုမျိုး baby hairs တွေထွက်ချင်တဲ့ဆိုရင်နေတဲ့သပင်းတွေဆေးဆိုးတယ်အမျိုးမျိုးလောက်တဲ့သပင်းဖြူတယ်ဆိုရင်ဟာဒီပေါင်းစီကမဖြစ်မနေ3ခု3ရမယ်မဖြစ်မနေ3ခု3ရမယ်ပေါင်းစီပြီးရင်မမမူကပထမတစ်ထပ်ကိုတက်ရော်လျှော်ပါတယ်လုံးဝသပင်းရဲ့ကြီးထွတ်နိုင်စလားအရန်ကောင်းတယ်နောက်တစ်ခုသပင်းဟာဒီတက်ရော်ကကြတော့သပင်းကိုမြန်မြန်ပေါက်စေတယ်သပင်းကိုမြန်မြန်ရှည်စေတယ်သူကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်စံသားလေးနည်းနည်းလေးပွားချင်တယ်ပေါ့နော်အဲ့တော့မမမူကပထမတစ်ထပ်ကိုတက်ရော်လျှော်ပြီးတော့ဒုတိယတစ်ထပ်မကြီးနဲ့လျှော်တယ်ဘာကြောင့်မကြီးနဲ့လျှော်လဲဆိုရင်သပင်းလေးသူပြော့တယ်ကိုယ်ထဲမှာဝင်နေတဲ့အပူတွေကကျမတို့ခန္ဓာကိုယ်ကပဲထုတ်လို့မရဘူးဥကောင်းဘက်ကလည်းထုတ်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့မကြီးကောင်းလျှော်ကြီးကို3မိနစ်တင်ပါတယ်ထုတ်လုပ်ခဲ့တဲ့၄နှစ်တန်းတွင်းမှာအရန်လူကြိုက်များတော့ the best seller ဖြစ်ပါတယ်ရှင်မကြီးကောင်းလျှော်ကြီးလေးဒီလျှော်ပြီးတဲ့အချိန်မှာလည်းသပင်လေးကဒီလိုလေးပျော့ပြောင်းနေပါမယ်မမမူရဲ့သပင်လေးပဲပထမတစ်ထပ်ကိုတက်ရော်လျှော်တယ်ဒုတိယတစ်ထပ်ကိုမကြီးနဲ့လျှော်ထားတာဖြစ်ပါတယ်ရှင်နော်ပထမတစ်ထပ်ကိုတက်ရော်လျှော်တယ်ဒုတိယတစ်ထပ်ကိုမကြီးနဲ့လျှော်ထားပါတယ်ရှင်အဲ့ကတော့ hair coat ကလေးဖြစ်ပါတယ်အခုမမမူကနာတော့လိမ့်လိုက်တဲ့ hair coat ကလေးပေါ့နော်ဒီက hair coat ကလေးကနေပူတဲ့ထွက်မယ်ဆိုရင်လည်းလုံးဝအဆင်ပြေတယ်သူကနေလောင်တောင်ကာကွယ်ပေးတယ်နေပူတောင်ကိုကာကွယ်ပေးတယ်ရမ်းမိုက်တယ်လုံးဝသပင်မညစ်ဘူး hair coat ကပြာသွားမှလားဆိုတဲ့လူတွေလုံးဝအပြစ်အနှစ်မဟုတ်ဘူးလုံးဝဒါလေးကိုလုံးဝဖွဲလေးနဲ့ဒီလိုမျိုးလေးမဲနဲ့တောက်ပြောင်ပြီးတော့လုံးဝ sick and shine ထိဖြစ်သွားနိုင်တယ် hair coat နေ